ရိုးရိုးရှင်းရှင်းနဲ့တာမန်လက်စွပ်တွေနဲ့မတူပဲချောင်းနဲ့ဝစ်လိုက်တိုင်းသူ့လူလိုလှိမ့်သွားတဲ့ဒီဇိုင်းမျိုးမြင်ဘူးလား အော်အဲ့ဒါကိုသုံးထပ်ကွင်းလဲဆို Rolly Ring လို့ခေါ်တာမှတ်လား ဟုတ်တာဗောဒါပေမဲ့တကယ်သူ့ရဲ့နာမည်ကြီး The Trinity Ring နဲ့ဒီလက်စွပ်ကဒီရည်စည်းကြောင်းထဲမှာတောက်လျှောက်ရှိရတာနော်ဒါဆိုရင်မေးမယ်အားကြောင့်ဒီလက်စွပ်ကနာမည်ကြီးနေရလဲလက်စွပ်ရဲ့နောက်ွယ်မှာဟောလို့စိတ်ဝင်စားစရာဒိတ်ပယ်တွေနဲ့ဝိုင်းကြောင်းတွေရှိနေမယ်လို့ထင်တယ်ဒီတော့ဒီလက်စွပ်က15ရာစုဥရောပခေတ်ထဲကအကွင်းတွေကိုပူတွေဝစ်ဆင်ရတဲ့ Gamer Ring ကနေဆင်းသက်လာ Fashion လောကမှာဘယ်ချိန်ကစပြီးတော့သိများခဲ့လို့ထင်လဲ Fashion နဲ့ယတနာလောကမှာ1924ခုနှစ်ကပေါ်ပေါက်ခဲ့တဲ့ Cartier Trinity Design ကနေစပြီးလူသိများခဲ့တာမှတ်လား Yes ကွတီဒီလက်စွပ်နဲ့ပတ်သက်ပြီးတော့ပြောရမှာဆိုရင်အမှုပညာရှင်စာရေးဆရာတယောက်ဖြစ်တဲ့ John Coutu ကတောင်းဆိုလို့ Louis Cartier ဒီလက်စွပ်ကိုစတင်မိတ်ဆက်တဲ့သူကိုယ်တိုင်ပြီးပေးခဲ့တာနော်ဒါရင်ဘယ်ကမလဲခုခေတ်မှာတော့ပိုပြီးတောက်ပအောင်စိန်တွေကြောင်းမြတ်ရတနာတွေကိုပါစီချဲပြီးဖန်တီးလာကြအယောင်သုံးမျိုးပေါင်းစပ်မှုနဲ့စမ်းသစ်တဲ့ဒီဇိုင်းဖြစ် luxury လောကကိုအပြတ်အသတ်လွှမ်းမိုးခဲ့တာနော်ဒီလက်စွပ်ကိုလုပ်တဲ့အခါရွှေရောင်၃မျိုးအမိရပေါင်းစပ်ပြီးလုပ်ခဲ့တာတဲ့အရောင်ကတော့ဝါရောင်ရွှေဖြူရောင်ရွှေနဲ့ပန်းရောင်ရွှေတဲ့ဒါဆိုရင်ဒီလက်စွပ်ရဲ့ဒီလိုအယောင်လေးတွေရဲ့နောက်မှာလေးနဲ့တဲ့အတိတ်ပဲလေးတွေရှိမှာပေါ့နော်ဒါပေါ့ခါရီယာရဲ့တေဝင်ယူဆချက်အရဆိုအဖြူရောင်ကမိတ်ဆွေစစ်ဖြစ်ခြင်းကိုကိုစားပြုတာတဲ့ဝါရောင်ကတစ္ဆာရှိခြင်းပန်းရောင်ကတော့စစ်မှန်တဲ့ True Love တဲ့ဒါအပြင်တချို့လူတွေကလည်းဘဝရဲ့အတိတ်ပြစ္ဆုတ်ပံနဲ့အနာဂတ်ကာလသုံးခုလုံးမှာထာဝရတည်မြဲမဲ့အချစ်ကိုရည်ညွှန်းတယ်လို့အဓိပ္ပာယ်ဖွင့်ကြသေးတယ်နော်ဒါကြောင့်မို့ချစ်တူတက်တန်းရင်ဇုံတွဲတွေအိမ်တော်ဘက်တွေကဒီလက်စွပ်ကိုမင်္ဂလာလက်စွပ်အဖြစ်ဝတ်ဆင်ကြတယ်လို့ကမ္ဘာကျော် fashion icon တူဖြစ်တဲ့ Princess Diana လို့ထင်ရှားကျော်ကြတဲ့သူတွေကလည်းအညက်တနိုးဝတ်ဆင်ခဲ့ကြတဲ့လက်စွပ်လေးပေါ့အချစ်အတွက်တင်မဟုတ်ပဲနဲ့ကိုကိုတန်မိုးထားကြောင်းတာတဲ့အနေနဲ့လည်းဝတ်ဆင်လို့ရတယ်နော် fashion အတွက်ဆိုလဲ so fine ကဲသစ္စာမေတ္တာနဲ့အမှုပညာတွေစုစည်းနေဒီလိုသုံးထပ်ကွင်းလက်စွပ်လေးကိုငွေချင်းတို့ရောသဘောကျကြရဲ့လားရှင်